ဆရာကိုကိုမောင် GEM ရဲ့ကျွန်တော်ဖေဖေနဲ့မရှိမဖြစ်ဆိုတဲ့စောင်းပါးလေးကိုဖတ်ပြပါမယ်ရှင်။ဒီစနေနေ့အားလည်းရမှာကျွန်တော်ရဲ့စာအုပ်စင်ကိုရှင်းနေတော့စာရေးဆရာမဂျူးရဲ့မရှိမဖြစ်မှုဝတ္ထုစာအုပ်ထွက်လာပါတယ်။တစ်ချိန်တည်းမှာကျွန်တော်ဖေဖေပြောပြခဲ့တဲ့မရှိမဖြစ်လူဆိုတာနဲ့ပတ်သက်ပြီးဆုံးမစကားလေးကိုချက်ချင်းသွားသတိရမိပါတယ်။ဟုတ်ပါတယ်အဲ့ဒီတုန်းကစနေနေ့တရက်ပါပဲ။ဟိုတုန်းကဖေဖေတို့ယုံတွေဟာစနေနေ့နေ့ဝက်ယုံတက်ရပါတယ်။ဖေဖေဟာနေ့လယ်ပိုင်းအားတဲ့အချိန်မှာပလက်ကလထိုင်တစ်လုံးနဲ့ထိုင်ရင်း National Geographic Magazine ကိုဖတ်နေပါတယ်။ကျောင်းအားရရတဲ့ကျွန်တော်တို့တငယ်ချင်းတစုကတော့ထုံးစံအတိုင်းကစားရင်းအငင်းခုံဘက်ကိုရောက်သွားပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတငယ်ချင်းအောင်ကျော်ကကျွန်တော်တို့ဖွဲ့မှာသူဟာမရှိမဖြစ်တဲ့သူလို့ပြောလာပါတယ်။ပထမတစ်ချိန်နှစ်ချိန်ပြောစဉ်ကဖေဖေကမကြားလို့ပဲလားမပြောသင့်သေးဘူးလို့ယူဆလို့လားမသိပါဘူး။ဘာမှဝင်မပြောခဲ့ပါဘူး။ဒါပေမဲ့အောင်ကျော်ကဒီစကားကို၄-၅ချိန်ထပ်မကပြောလာတော့ဖေဖေကဖက်လက်ဆစာအုပ်ကိုပိတ်လိုက်ပြီးဖေဖေရဲ့စာအုပ်စင်ထဲကမှတ်စုစာအုပ်တအုပ်ကိုယူလိုက်ကကျွန်တော်တို့တငယ်ချင်းတစုကိုဖေဖေအနားစီခေါ်လိုက်ပါတယ်။ပြီးတော့စာအုပ်ကိုဖွင့်လိုက်ပြီးဖေဖေလက်ရည်နဲ့ကူးရေးထားတဲ့စာတစ်ပိုက်ကိုကျွန်တော်တို့တငယ်ချင်းတစုကိုဖတ်ခိုင်းပါတယ်။ရေးထားတာကအင်္ဂလိပ်လိုရေးထားတာပါ။စာကြောင်းရေက20လောက်ရှိပါတယ်။ခေါင်းစဉ်ကတော့ There is no indispensable man တဲ့ကျွန်တော်တို့တငယ်ချင်းတစုဟာဝိုင်းပြီးတော့အတန်ထွက်ဖတ်ကြပါတယ်။ပြီးတော့ဖေဖေကမေးပါတယ်။သားတို့နားလည်ကြရဲ့လားလို့အားလုံးကနားမလည်ပါဘူးလို့တပြိုင်နက်တည်းခေါင်းခပြီးဖြေကြပါတယ်။ဖေဖေကပြုံးပြီးတော့ဟုတ်တယ်ဒါကိုသားတို့ချက်ချင်းနားလည်နိုင်ကြမှာမဟုတ်ဘူး။သားတို့ကိုဥရှင်းပြမယ်လို့ပြောပါတယ်။ဖေဖေကဆက်ပြီး indispensable man ဆိုတာခုနကမအောင်ကျော်ပြောနေတဲ့မရှိမဖြစ်တဲ့လူကိုဆိုလိုတာပေါ့တနည်းအားဖြင့်သူ့နေရာမှာအစားထိုးလို့မရနိုင်တဲ့သူကိုဆိုတာပေါ့ဒါကိုဥရှင်းပြမယ်ဆိုပြီးဖေဖေကဆက်ပြောပါတယ်တစ်ချိန်ချိန်မှာကိုသားနေအရေးပါဆုံးလို့အထင်ရောက်တဲ့အခါတစ်ချိန်ချိန်မှာအတ္တမန်တွေတလူလူလွင့်တက်လာတဲ့အခါတစ်ချိန်ချိန်မှာကိုသားနေဒီနေရာမှာအရေးအချင်းအပြည့်ဝဆုံးပုံကူပဲလို့ကိုသတ်မှတ်မိတဲ့အခါကိုသာစွန့်ထွက်သွားရင်ဘလို့မှအစားထိုးဖြည့်ဆွတ်လို့မရနိုင်တဲ့ကွက်လက်အပေါက်ကြီးတာကြံခဲ့မှာပဲလို့ခံစားမိတဲ့အခါဒီရိုးရှင်းလာတဲ့ဥပမာလေးကိုပဲလုပ်ကြည့်ပါကိုမှန်မာနာတွေကိုနှလုံးသားကနေကင်းရှင်းသွားအောင်ဒီဥပမာလေးကလှုပ်ဆောင်ပေးသွားတာကိုတွေ့မြင်ခံစားရမှာပါတဲ့ရေပုံးအလွတ်တစ်ခုတည်းကိုရေလောင်းထည့်လိုက်ပါကိုရဲ့လက်ကဝတ်ကြော်မြုပ်တဲ့အထိလက်ကိုရေထဲနှစ်လိုက်ပါနောက်လက်ကိုရေထဲကပြန်ထုတ်လိုက်ပါရေထဲမှာကြံခဲ့တဲ့ကွက်လက်အပေါက်ရဲ့အတိုင်းအတာပမာဏဟာကိုလူအများကဘလောက်တောင်တန်းတလိုအပ်နေတယ်လဲဆိုတဲ့ပမာဏအတိုင်းအတာပါပဲပုံထဲကရေကိုမြေပြင်အနှံ့ကိုစန္ဒာရှိသလောက်အာဘတရဖောဖောတီတီပတ်ဖြန်းလိုက်ပါမကြာလှတဲ့အချိန်တူကာလလေးမှာပဲကနဦးအစရေမဖြန်းခင်ကလို့အချိန်တိုင်းပြန်ဖြစ်သွားမှာပါဒီလိုအစမ်းပြတဲ့လောက်ရိုးစင်းလာတဲ့ဥပမာလေးကပေးတဲ့သင်ခန်းစာကတော့လှုပ်เสียရှိတာကိုအကောင်းဆုံးလုပ်ပါကို့အရေးအချင်းအတွက်ဂုဏ်ယူပါဒါပေမဲ့မမေ့နဲ့လောကကြီးမှာအစားထိုးလို့မရတဲ့မရှိမဖြစ်တဲ့သူဆိုတာမရှိဘူးတဲ့ဖေဖေမေတ္တာကျေးဇူးများကိုထောက်ဆင်အောင်မေတ္တရလျက်ကိုမောင်